မင်္ဂလာပါ Exercise Cafe Podcast Episode 2မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမတို့အားလုံးခန်းစားခဲ့ကြမှုတဲ့စိတ်အားထက်သမှုမရှိတဲ့နေ့ရက်တွေကိုဘယ်လိုဖြတ်သန်းရမလဲဆိုတာလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်တချို့ရက်တွေမှာစိတ်တက်ကြွနေပေမဲ့ချို့ရက်တွေမှာစိတ်ခွန်အားတွေပျောက်ဆုံးသွားတတ်ပါတယ်ဒီမှန်နဲ့ဘာအင်းမှမရှိတော့ဘူးခန်းစားနေရတယ်အဲ့လိုနေ့တွေမှာကိုယ်လည်းလှုပ်ရှားမှုပြုလုပ်ဖို့ဆိုတာဟာမဖြစ်နိုင်ကြပါဘူးဒါပေမဲ့ကျမတို့ခန္ဓာကိုယ်ကိုလှုပ်ရှားနိုင်ဖို့စိတ်အားထက်သန်မှုတဲ့စနစ်တကျမွေးမြူထားတဲ့အလေးချိန်တစ်ခုပဲလိုအပ်ပါတယ်။ကျန်းမာတဲ့ခန္ဓာကိုယ်ကိုတည်ဆောက်ရမှာစိတ်တက်ကြွတဲ့နေ့တွေပျော်ရွှင်နေတဲ့နေ့တွေထက်ဘလို့ပဲခက်ခဲပါစေပြင်ပန်းနေပါစေအားနေနေပါစေမလုံးချင်နေနဲ့ဆက်ပြီးတော့လှုပ်ရှားနေရတဲ့လှုပ်ရှားမှုတွေကပို့ပြီးတော့ရေးပါပါတယ်။တကယ်လို့ဒီနေ့မှာစိတ်သက်ခွန်အားမရှိတဲ့အခါပြင်းပြင်းထန်ထန်လေ့ကျင့်တာလုပ်ဖို့မလိုအပ်ပါဘူး။လမ်းလျှောက်တာပဲဖြစ်ဖြစ်တက်တောင့်တက်တာအကျိုးရှော့တာပဲဖြစ်ဖြစ်လုပ်ငန်းတာဝန်တွေကြားထဲမှာ9မိနစ်လောက်ခဏတာလှုပ်ရှားပေးတာမျိုးပဲဖြစ်ဖြစ်ပြုလုပ်ပေးလို့ရပါတယ်။အလေးချင်းတစ်ခုတိဆောက်ရမှာပြည်စုံနေဖို့ထက်ပုံမှန်ကြိုးစားအားထုတ်သွားဖို့ကပိုပြီးတော့အရေးပါပါတယ်။ဒါကြောင့်မလို့ဒီနေ့မှာစိတ်ခွန်အားမရှိခဲ့ရင်အရာအလုံးကိုပြုလုပ်နေဖို့မလိုအပ်ပါဘူး။ညင်ညင်သက်သက်ကိုလည်းလှုပ်ရှားပေးတာမျိုးအသက်ဝဝရှုပေးတာမျိုးဒါမှမဟုတ်ကိုယ့်ကိုယ်ပို့ပြီးဂရုစိုက်ပေးလိုက်တာမျိုးတွေကလည်းဘဝမှာလိုအပ်တဲ့အရာတွေပါပဲဘယ်သူမှမမြင်နိုင်ပေမဲ့ဒီလိုခက်ခဲတဲ့နေ့ရက်တွေမှာအားထုတ်လိုက်တဲ့ကြိုးစားမှုတိုင်းအတွက်ခန္ဓာကိုယ်ကကျမတို့ကိုကျေးဇူးတင်နေမှာပါနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လာမယ့် podcast လေးမှာပြန်လည်ဆုံတွေ့ကြမယ်နော်